သေးခင်ကမှအသစ်ချက်တွင်ပြည်စည်းသွားတဲ့ရွှေပြည်သာမြို့ရဲ့အဝင်လမ်းဖြစ်တဲ့အဓိကမိန်းလမ်းမကြီးပေါ်မှာလုပ်ငန်းရှင်များအတွက်နေရာကောင်းလေးရောက်ပါအောင်ရှင်။ဒီဘက်တီနေရာ6လမ်းသောလမ်းမကြီးပေါ်မှာတည်ရှိပြီးတော့လုပ်ငန်းရှင်များအတွက်အဆင်ပြေတဲ့နေရာကောင်းဖြစ်ပါ။ဝယ်တော်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ကျမတို့ရွှေပြည်သာမြို့နယ်အမှတ်4လမ်းမကြီးပေါ်မှာတည်ရှိတဲ့မြေကွက်ကျယ်နေရာကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မြေကွက်ကျယ်ဝန်35ပေ65ပေရှိပြီးတော့စာရွက်စာတမ်း 3B မျိုးစာဖြစ်ပါတယ်။ဒီမှာဆိုရင်ဒီမှာပြထားတဲ့အတိုင်းအစာအုပ်ဟောင်းတစ်လုံးပါမယ်ရေမိအပြည့်စုံပါပါမယ်6လမ်းသောလမ်းမကြီးဖြစ်တဲ့အပြင်မှာဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျမတို့လမ်းပခုံးသားကလည်းတော်တော်ကျယ်ပါတယ်ဆိုတော့ကျမတို့တွေဒါ showroom တို့စားတောက်ဆိုင်တို့နောက်သင်တန်းကျောင်းတွေဖွင့်ဖို့နေရာကောင်းတစ်ခုဖြစ်ပါတယ်အခုမိတ်ဆက်ပေးသွားတဲ့မြေကွက်နေရာလေးရဆိုလို့ရှိရင်တော့ကျမတို့ရွှေပြည်သာမြို့နယ်အမှတ်4လမ်းမကြီးပေါ်မှာတည်ရှိပြီးတော့အကျယ်ဝန်း35ပေပေ65ပေရှိတဲ့နေရာလေးပဲဖြစ်ပါတယ် 3B မျိုးသားဖြစ်ပြီးတော့အယောင်းတန်ဖို့ကျပ်သိန်း1000တစ်ထောင်မှာညှိနှိုင်းပြီးတော့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရွှေပြည်သာမြို့နယ်မှာအဓိကမိန်းလမ်းကျယ်ပေါ်မှာရှာနေတဲ့အောင်မရဲ့အဝယ်တော်များဒီမြေကွက်လေးကိုလာရောက်ကြည့်ရှုဖြစ်အောင်ကြည့်ပေးဖို့ဖိတ်ခေါ်ပေး